Hello, alumni la shin shmun chema. Kuna jaro lule yin ni ko phapya pi twa bi so ro di ni aku di video ထဲမှာတော့ပေါ့နော်ပြည်တော်စုနေရဲ့တက်မတော်နေရဲ့ကိုပေါင်းပြီးတော့မှရှင်းစဖတ်ပြပေးသားမယ်ပေါ့နော် Okay, that solution စဖတ်ကြည့်ကြမယ်ပြည်တော်စုနေ February လ12ရက်လန်ဒန်ဆွေးနွေးပွဲ၌တောင်တန်းဒေသမှာပြည်သူတို့၏သဘောထားကိုခံယူရန်ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့်နေ့အညီ1949ခုနှစ် February လတွင်ပင်လုံညီလာခံကိုကျင်းပရန်ပြင်ဆင်ခဲ့သည်ဗိုလ်ချုပ်အောင်ဆန်းအမှုပြုသောခေါင်းဆောင်များနှင့်တောင်တန်းဒေသများမှခေါင်းဆောင်များသည်1949ခုနှစ် February 17ရက်နေ့နေ့လယ်အထိဆွေးနွေးကြပြီးလွတ်လပ်ရေးကိုအတူတကွရယူရန်ဆုံးဖြတ်ကြသည်1949ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့နနက်10:00နာရီတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူကချင်ချင်းရှမ်းမျိုးသားကိုယ်စားလှယ်ကြီးများသည်ခွင့်တူညီမျှတလုံးတစည်းတည်းနေထိုင်ကြတော်မူဟုသောတန်တိတ်ချက်ဖြင့်ပြည်လုံစာချုပ်ကြီးကိုလက်မှတ်ရေးထိုးကြသည်ဒါတော့ပြည်တော်စုနေပေါ့နော်အခုနောက်ကကြတော့ဒီတက်မတော်နေ့ကိုဆက်ဖတ်ကြမယ်တမတော်နေ့မလ29ရက်နေ့ဖက်စစ်တော်လှန်ရေးသည်မြန်မာပြည်လူ့လက်ရင်းနှင့်ပတ်သက်၍ဂျပန်တို့၏ကတိမတီခြင်းပြည်သူလူထုကိုဖက်စစ်ပြည်သားစွာညှဉ်းပန်းနှိပ်စက်ခြင်းစသည်တို့ကြောင့်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့်တမတော်နှင့်ပြည်သူတရက်လုံးပူးပေါင်းပြီးအုံကြွတော်လှန်ရာမှပေါ်ပေါက်လာခဲ့ရသည်ဗိုလ်ချုပ်အောင်ဆန်းသည်1943ခုနှစ်နိုဝင်ဘာလတွင်အိန္ဒိယမှလူဝက်စွာပြန်လာသောတခင်တင်ရွှေမှတဆင့်မဟာမိတ်တို့နှင့်အဆက်အသွယ်ရရှိခဲ့သည်ဗိုလ်ချုပ်အောင်ဆန်းသည်တပ်မတော်ပြည်သူ့ရေးတော်ပုံပါတီနှင့်ကွန်မြူနစ်ပါတီတို့ပူးပေါင်းထားသည့်ဖက်စစ်တပ်ဖြတ်ရေးပြည်သူ့အဖွဲ့ချုပ်နှင့်တော်လှန်ရေးတပ်ဦးတို့ကို1944ခုနှစ်ဩဂုတ်လနှင့်အောက်တိုဘာလတို့တွင်လူဝက်စွာဖွဲ့စည်းခဲ့သည်ဖက်စစ်တော်လှန်ရေးစင်ရွေရန်စစ်တိုင်းကြီး9တိုင်းခွဲခြားသတ်မှတ်ခဲ့ပြီးသည်တော်လန်တိုက်ခိုက်ရမည်နေ့ကိုဧပြီလ2ရက်နေ့ဟုဗိုလ်ချုပ်အောင်ဆန်းကသတ်မှတ်ခဲ့တော်လဲမဟာမိတ်တပ်များရွှေဘိုခန်းကိုသိမ်းယူပြီးစကိုင်းနယ်မန္တလေးဒေသသို့ထိုးအောက်စားပြုလာသဖြင့်အထက်ပမာပြည်တိုင်းမှုဗိုလ်မှူးပထုကိုကြိုတင်တော်လန်ရန်ညွှန်ကြားခဲ့ရသည်ဗိုလ်မှူးပထုကဖက်စစ်ဂျပန်များနှင့်ဗမာတပ်မတော်ကိုပါတော်လန်သည့်အနေဖြင့်ကြေညာချက်ထုတ်ပြန်ပြီး1945ခုနှစ်မလ10ရက်နေ့တွင်စတင်တော်လန်ခဲ့သည်1945ခုနှစ်မလ19ရက်နေ့တွင်စစ်မြေပြင်သို့ချီတက်မိဗမာတပ်မတော်သားများ၏တပ်ထွက်အခမ်းအနားကျင်းပသည်ဗိုလ်ချုပ်အောင်ဆန်းသည်1945ခုနှစ်မလ22ရက်နေ့တွင်ရန်ကုန်မှပြည်မြို့သို့ထွက်ခွာလာသည်မလ24ရက်နေ့ညရွှေတောင်တိုင်းရှိနေစဉ်ပဲခူးရှိဗိုလ်မှူးကျော်စောကမလ29ရက်နေ့တွင်တော်လန်ခွင့်ပြုရန်ခွင့်တောင်းသဖြင့်ခွင့်ပြုခဲ့ပြီးသည်ဗိုလ်ချုပ်အောင်ဆန်းသည်မလ26ရက်နေ့ညတွင်တော်လန်ရေးဌာနချုပ်ဗိုလ်ချုပ်အောင်ဆန်းသည်မလ26ရက်နေ့ညတွင်တော်လန်ရေးဌာနချုပ်ဖွင့်လှစ်ပြီးတရက်မြို့အနောက်ဘက်ရှိတရက်ချောင်းရွာသို့ဆက်လက်ထွက်ခွာခဲ့သည်ဤသို့ဖြင့်1945ခုနှစ်မလ29ရက်နေ့တွင်ဖက်စစ်ဂျပန်ကိုစတင်တော်လှန်ခဲ့ကြသည်ဟုတ်ဒါကတော့တမတော်နေ့အတွက်စာပိုက်လေးပေါ့နော်ဒါကလည်းရွှေစင်တို့စစ်စာကုန်းရှိတဲ့အခါမှာနှိချမ်းမှာတော့အသုံးပြုလို့တော့မရဘူးဒါပေမဲ့စာကိုပိုင်းနေမှာအကျယ်တဝင့်ကိုရေးမယ်ဆိုလို့ရှိရင်ဒါအများကြီးသုံးလို့ရတယ်ပေါ့နော်Okay မိုက်ဒီဗီဒီယိုလေးကမောင်လေးညီမတွေအတွက်အကျိုးရှိမှလည်းညွှန်ကြည့်ပါတယ်ပို့ပြီးတော့မှလည်းရှင်းလင်းရအောင်လဲဒီမှာ screen ပြင်းနဲ့ပဲဒီစာပိုက်လေးကိုထည့်ထားပေးမယ်ပေါ့နော် Okay အားလုံးမတတ်ပါရှင်